တင်းရှိမှရှိနေတာကတော့ကမ္ဘာဈေးကြီးဆုံးတစ်ပင်ပါသူက1ကီလိုဂရမ်ကိုဒေါ်လာ1000နဲ့ချီတန်ဖိုးရှိပြီးကမ္ဘာတန်ဖိုးအရှိဆုံးတတုတွေရဲ့ဈေးနှုန်းထက်တောင်တာလွန်နေပါတယ်ဒါကိုကီနန်လို့ခေါ်ပြီးနတ်ဖျားတို့ရဲ့တစ်သားအဖြစ်လူသိများသလိုဇိမ်ခံပစ္စည်းတွေရဲ့ထိပ်သီးနေရာမှာရှိနေပါတယ်ကီနန်ဟာအဂရုတစ်အမျိုးအစားထဲမှာအမြင့်ဆုံးအဆင့်ဖြစ်ပြီးထူးခြားဆန်းပြတဲ့အရှေ့တိုင်းရနံ့ကြောင့်ကြော်ကြားပါတယ်ကမ္ဘာအကြီးဆုံးရေမွေးထုတ်လုပ်ရေးလုပ်ငန်းစုတွေကအလိုချင်ဆုံးအရာဖြစ်ပြီးသူကနေထူးခြားတဲ့ရနံ့တစ်ခုကိုထုတ်လုပ်ပေးပါတယ်ဒီတစ်ပင်ကိုအရှေ့တောင်အာရှရဲ့ကန့်သက်ထားတဲ့ဒေသအနည်းငယ်မှာပဲတွေ့ရတတ်ပါတယ်ကီနန်ရဲ့ထူးခြားချက်ကတော့အဂရုပင်တိုင်းဟာဒီလိုပိုးတံပစ္စည်းမျိုးဖြစ်မလာတာပါပဲတစ်ပင်ရဲ့ပင်စီမှာထူးခြားတဲ့မှုပိုးတစ်မျိုးကူးစက်ခံရတဲ့အခါမှသာဒီတန်ဖိုးကစတင်ဖြစ်ပေါ်လာတာပါအဲ့ဒီလိုပိုးဝင်ရောက်မှုကိုတုံ့ပြန်တဲ့အနေနဲ့တစ်ပင်ဟာသူ့ကိုယ်သူကာကွယ်ဖို့အတွက်အဆေးတစ်မျိုးကိုထုတ်လုပ်ပါတယ်။အဲ့ဒီအဆေးဟာတစ်သားလေးကိုတဖြည်းဖြည်းချင်းစိတ်ဝင်သွားပြီးထူးခြားသိပ်သေးတဲ့ဖွဲ့စည်းပုံတစ်ခုကိုဖန်တီးလိုက်ပါတယ်။ဒီအဆေးဟာတစ်တီးဗနီလာဂရိုးပယင်းနဲ့တစ်ဆေးရနံ့တွေပေါင်းစပ်ထားတဲ့ရှုပ်ထွေးနဲ့ဆိုင်တဲ့ရနံ့ရဲ့အရင်းအမြစ်ပဲဖြစ်ပါတယ်။ဒီလိုရင့်ကျက်တဲ့ဖြစ်စဉ်တစ်ခုဖြစ်လာဖို့ဆယ်စုနှစ်ပေါင်းများစွာကြာမြင့်တက်တာကြောင့်ကီနန်ရဲ့ဈေးနှုန်းဟာမယုံနိုင်လောက်အောင်မြင့်မားနေရခြင်းဖြစ်ပါတယ်။